ကဲတငယ်ချင်းတို့ကြီးလာပါပြီခမဒီနေ့ကတော့အရန်ကိုမှလူတိုင်းလည်းကြိုက်တယ်လူတိုင်းလည်းအသေးဆွဲတယ်လူမျိုးဘာသာမျိုးလည်းစားသုံးနိုင်တယ်ပေါ့နော်ဟင်းလေးကတော့ချက်မောင်ကျော်လေးဖြစ်ပါတယ်ချက်မောင်ကျော်လေးကိုတူကျွန်တော်တို့တွားပြီးတော့ကြော်ကြရအောင်ဗျာချစ်တငယ်ချင်းများအားလုံးကျွန်တော်နဲ့တူလိုက်ခဲ့ပါအောင်ခမဟုတ်ကဲ့ပါဝင်ပစ္စည်းလေးကတော့မြစ်6လေးရဲ့ကျွန်တော်မြစ်6နဲ့ကြော်မှာပေါ့နော်မြစ်6ရဲ့စက်သားမှုရဲ့ပစုံလေးတွေရဲ့ပြီးတော့ဒီဘက်ကချက်မောင်လေးရဲ့ဖြစ်ပါတယ်မပီလေးရဲ့ပါတာပေါ့ဗျာအရင်ဆုံးကျွန်တော်တို့ချက်မောင်လေးတွေကိုပြုတ်လိုက်ပါမယ်ချက်မောင်လေးကိုခဏပြုတ်ထားလိုက်မှာပေါ့ဗျာစားလေးနဲ့ချက်မောင်ရွယ်လေးပြုတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ပစုံလေးတွေကိုခဏကြော်ထားမယ်ပေါ့နော်ဒါကြော်ပဲထားလှော်ပဲထားပစုံလေးတွေနဲ့မာပြီးတော့ရဲသွားအောင်ပေါ့နော်ခဏပစုံလေးတွေကိုမှုပြီးတော့နည်းနည်းလေးရဲသွားအောင်ကြော်ပြပါမယ်ဟုတ်ကဲ့အခုနေထားတော့ဆိုရင်တော့ပစုံလေးတွေကဒါအစင်းသစ်ဖြူပေါ့နော်ရဲလေးရဲသွားပြီရဲသွားပြီဆိုရင်တော့ကျွန်တော်တို့ချက်တုံးအဖြူကြီးထောင်းထားတာလေးပေါ့နော်မညက်တဲ့ညက်လေးဒါတွေကိုစီတက်ပါမယ်သူ့စီလေးနည်းနည်းတက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒါစနွေးမုတ်လေးထည့်ပါမယ်စနွေးမုတ်လေးထည့်ပြီးလို့ကျွန်တော်တို့ဒါငပီလေးထည့်တယ်ပေါ့နော်ငပီလေးကိုကြည်သွားအောင်ကျွန်တော်တို့ခြီးပြီးတော့မှုပြီးရတာပေါ့ဗျာပြီးတော့ရင်တော့ကျွန်တော်တို့ခွဲချမ်းမှုထည့်ပါမယ်ရောင်တင်မှုထည့်ပါမယ်ပြီးတော့နည်းနည်းလေးနှောက်မှုပြီးရမှာပေါ့ဗျာစီလေးနည်းနည်းတက်လို့ပြီးသွားရဆိုရင်ကျွန်တော်နှစ်6လေးကိုကျွန်တော်ရေစိမ်ထားတာပေါ့နော်ရေစိမ်ပြီးဒါနှစ်6လေးတွေကိုကျွန်တော်ထည့်ပါမယ်နှစ်ကတော့ကျွန်တော်နည်းနည်းများသွားပါတယ်ပေါ့နော်အရသာကတော့ကျွန်တော်စက်သားမှုန့်နဲ့ဒါအချုံမှုန့်နဲ့ပေါ့နော်ဒီနှစ်မျိုးပဲထည့်ထားပါတယ်ပြီးမှငပြားလေးနည်းနည်းပေါက်တယ်ပေါ့ဗျာပေါ်လို့ခုဆိုရင်တော့ဆောနာပြုတ်ထားတဲ့ချမောင်ရွယ်လေးကိုထည့်ပါမယ်ထည့်ပြီးတော့ရောသမမှုန့်မယ်ပေါ့နော်ပြီးသွားရင်တော့ကျွန်တော်တို့ဆောနာတော့ကြော်ထားတဲ့ပစုံလေးကိုထည့်ပါမယ်သူလည်းရောသမထပ်ပြီးတော့မှုပါမယ်ခင်ဗျမှုရပေါ့နော်အားကြီးနဲ့မှုရပေါ့နော်ကြော်ရင်ငွေသိန်းလေးပါညာလေးထည့်ပြီးမှုလိုက်ပဲဆိုရင်တော့ကျွန်တော်တို့ရတာလည်းပြည်စုံတယ်ညနေစားလို့ကောင်းတယ်မှုကြိမ်ကြိမ်လေးဖြစ်တယ်ပေါ့နော်မှုခံနေရပေါ့နော်ရပါပြီချက်ပါပြီပေါ့နော်အဲဆိုရင်ငွေချင်းစားလို့ရပါပြီကဲတငယ်ချင်းတို့ရေချမောင်ကျော်လေးရတော့ဒါကြက်သွားပြီပေါ့နော်တငယ်ချင်းလိုက်ပြီးတော့ကြော်စားကြည့်ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့တငယ်ချင်းအားလုံးလည်းအထူးပဲကြည့်တင်ပါခင်ဗျဆက်ပြီးတော့လည်းကျွန်တော်အားပေးပါဦးလို့ကျွန်တော်နောက်ထပ်ဗီဒီယိုဒီမှာလည်းဘယ်လိုဟင်းတွေချက်ပြီးတော့ဘယ်လိုတွေစားပြီးပြမလဲဆိုတာကိုတငယ်ချင်းတို့အားပေးခဲ့ပါဦးနော်ဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲခင်ဗျချမောင်ကျော်လေးအရန်ပဲစားလို့ကောင်းပါတယ်ခင်ဗျလိုက်ပြီးတော့ကြော်စားကြည့်ရအောင်နော်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ရသေးတယ်ဆိုရင် subscribe လုပ်ခဲ့ဖို့တောင်းဆိုပေးရတယ်ခင်ဗျာရန်ကိုမှစားလို့ကောင်းပါတယ်ခင်ဗျာလိုက်ပြီးတော့ကြော်စားကြည့်ပါခင်ဗျာရှေ့ကြီးပါခင်ဗျာ